မင်္ဂလာပါဒီမမတို့တို့ဒါရွှေပြည်သားနေမှာ Redmi Note 15 4G Global လုံးလေးကိုပေါ့နော်မမအားပေးနေ TikTok လား Facebook လား TikTok ကနေတွေ့ပြီးတော့လိုင်းသားရသမာကုန်းတီကိုလက်ငင်းလာအားပေးတာကိုကြီးဆိုလို့ရှိရင်လည်းဒါလက်ရှိတာဝန်ထမ်းဆောင်နေတာမန္တလေးနော်ကိုကြီးကမန္တလေးလျှက်စစ်ဝန်ကြီးဌာနမှာပေါ့နော်လက်ရှိထမ်းဆောင်နေတယ်သူကလည်းမန္တလေးကနေအားပေးတာပေါ့နော်ကိုအခုတော့ရောက်လာခဲ့ပါပြီဟဲ့လားဟဲ့လားဒီ Redmi Note 15လေးတွေဆိုလို့ရှိရင်ဒါ 4G Global လုံးလည်းဖြစ်သွားတယ်ပေါ့ဟိုတနေ့ကပြောသလိုပေါ့ Global ဖြစ်တဲ့အတွက်ဒီ load device တွေဆိုလို့ရှိရင်လောကစစ်ဖြစ်တဲ့ထဲမှာပါတယ်ပေါ့နော်အာမခံချက်လည်းအပြည့်ပေးထားတယ်မှန်ကုန်းရေစိုးရေစိမ်ခံလေးပေါ့ဘက်ထရီ ampere ဆိုလဲဒါလေးအမထုတ်လိုက်ဘက်ထရီ ampere ဆိုလဲဒီကောင်လေးက6000အသွင်းဝက်လေးကတော့ဒီကောင်လေးကတော့33ဝက်နဲ့လာပြီးထားပါတယ်ဒါလေးကဒီမမတော့ဒါလက်ရှိကရွှေပြည်သားနော်ရွှေပြည်သားနေမှာလက်ငင်းလာအားပေးသွားတာလေးပါဒါလေးကိုခဏတော့မှအရေးကြနဲ့ရှောက်ချင်တဲ့သူဆိုလို့ရှိရင်ကနဦး2သိန်းဝင်းညာစပြီး run လို့ရတယ်ပေါ့နော်မမလာဝယ်ရဘယ်လိုလဲအဆင်ပြေပါလုံးဝအဆင်ပြေတယ်အခါမှအဲ့လိုမျိုးမလုပ်ဘူးအခါမှဒီလောက်ဝေးလာမလာဘူးလားအခုတော့ရောက်လာတာနောက်ဝယ်ခြင်းတဲ့သူရှိရဆိုရင်ရောမမဘယ်လိုလေးအကြံဉာဏ်ပေးခြင်းလဲလာခဲ့ပါတို့ဒီမှာလာအားပေးပါတို့ဒီကစိတ်နေမရနေအောင်လို့စိတ်သဘောထားတဲ့အရင်ကောင်းတယ်တို့ပုံစစရပြောပြမလို့ဘူးဒီသူတင်ပါလေလာဝယ်ဖို့ဖိတ်ခေါ်လိုက်ပါလေရှင်